ဝတ်ပါတာ1 ကီလိုရတာပါနဲ့စားနဲ့အရင်စီးတယ်စားနဲ့အရင်စီးပြီးတော့စားနဲ့အရင်နေပြီးတော့စီးတယ်စီးပြီးတော့ရေချအောင်တုပ်တယ်တုပ်ပြီးတော့စားလေးနည်းနည်းထည့်တယ်နောက်ဟင်းချက်တဲ့အရက်ကလေးထည့်တယ်ပြီးတော့ဂျင်းပေါ့နော်ဂျင်းနိုင်လေးထည့်တယ်ပြီးတော့အိမ်မှာကချင်လေးခါခူးဟင်းကဲမှုတ်ဆိုတဲ့အဲခါခူး spice အဲ့ဒါလေးနဲ့ရုံးနေတာရုံးနေပြီးခု air fryer လေးနဲ့ကြော်ပါမယ်ရှင်ကဲဒါကပထမတစ်တုပ်ကြော်နေတာကအခုစီလေးအများကြီးပဲထွက်လာပြီ။ဘာစီမှမထည့်တော့သူ့တွေကပဲစီထည့်တာ air fryer ကိုတော့ဒီဘက်တစ်ချမ်းနေလို့ဒီနည်းနည်းလို့လေဆိုတာပထမဒီဘက်တစ်ချမ်းကိုအခုချိန်185နဲ့15မိနစ်ကြော်လိုက်တယ်။အဲ့ဒါနဲ့တစ်ဖက်လှန်လိုက်တယ်ဒီဘက်ချမ်းပေါ့နော်။လိုင်းတော့ဒီဘက်ချမ်းကိုအခုချိန်190နဲ့15မိနစ်ကြော်လိုက်တော့နည်းနည်းလေးလူပါပေါ့နော်190နဲ့15မိနစ်ကတော့တော်ပဲဒီ185နဲ့ကြော်ထားတဲ့ဟာကိုနည်းနည်းလေးတော့ထပ်ပြီးတော့ပူပေးလိုက်ပါအောင်မယ်အဲ့တော့ဒီဥစ္စာလေးကိုဒီဝက်ပါစားကြော်လေးဝက်စီပတ်လိုမျိုးကျွတ်ပေါ့နော်အစီတွေအကုန်ထုတ်ပြီးတော့လှုပ်ချင်လည်းရတယ်ကျမတော့ဒီဟာလေးနည်းနည်းထားပြီးတော့ဘာလုပ်လဲဆိုတော့ချမောင်ရွက်ဝယ်ထားတယ်ချမောင်ရွက်နဲ့ဒီဝက်ပါသားနဲ့ကိုရောကြော်မယ်လို့စဉ်းစားထားတယ်ရှင်